အားလုံးပဲမင်္ဂလာပါခင်ဗျာရန် entertainment.com စီစဉ်ကနေပရိသတ်ကြီးတို့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းလေးရဆိုရင်ရှောင်းလင်းဆိုကာဆိုတဲ့2020စကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ဦးစီယာဆိုတဲ့ခြေတစ်ဖက်မတင်ဆွမ်းတဲ့လူတစ်ယောက်ရှိပါတယ်သူရဲ့လောက်ကိုင်ကဆိုရင်တော့တနေ့လောက်တနေ့စားပွားနဲ့အကစားပွဲရုံမှာဘလုံးကောက်တဲ့လောက်ကိုလောက်ကိုင်ပြီးအတမင်းဝမ်းကြောင်းပြုတ်ကပွားကိုရုန်းကန်နေသူလည်းဖြစ်ပါတယ်တနေ့မှာတော့သူရဲ့လောက်ကိုင်ပိုင်ရှင်တတိယကခေါ်ပြီးသူဒီနေရာမှာအလုံးမလို့ရတော့မယ့်အကြောင်းကိုပြောပြလိုက်တဲ့အခါဦးစီယာတယောက်သူတရလောက်ကနေထွက်သွားရင်အလုံးလမင်းဖြစ်သွားမယ့်အကြောင်းကိုတထေးရှိမှတူထောက်ပြီးတောင်းပန်နေခဲ့ပါတယ်ဒါပေမဲ့တထေးကဘာမှမပြောဘဲလက်လူရှုကထွက်သွားခဲ့ပါတယ်ဒီလိုနဲ့နောက်တနေ့မှာတော့တောရွာလက်တရွာကနေမြို့ပြကိုရောက်လာတဲ့မောင်တိန်ချောင်းဆိုတဲ့ကောင်လေးတယောက်နဲ့ဆုံခဲ့ကြပါတယ်ဒီလိုနဲ့အဲ့ဒီကောင်လေးကဦးစီယာကိုတွေးလိုက်တဲ့အခါကျွန်တော်ခမရကိုရင်းရင်းနှီးနှီးတွေးဖို့နေတယ်လို့ပဲလို့အမေကြီးတော့ဦးစီယာကမင်းလူမှားနေတာဖြစ်မှာပါဆိုပြီးတော့ပြန်ပြောလိုက်ပါသေးတယ်ဒါပေမဲ့မောင်တိန်ချောင်းကလက်မလျှော်ပဲဆက်မင်းနေခဲ့တော့ဦးစီယာကတူပတူပေဝါဖြစ်ကြောင်းကိုအမှန်တမ်းပြောပြပြီးအတိတ်ကတန်ရဟောင်းလေးတွေကိုပါပြောပြလိုက်ပါသေးတယ်ဦးစီယာဟာဆိုရင်တခက်တခါကအရဲ့နာမည်ကြီးခဲ့တဲ့အခါစားသမတ်တယောက်ဖြစ်ပါတယ်ဒါပေမဲ့တနေ့မှာတော့သူ့ရဲ့ဘဝကိုအပြောင်းလဲဖြစ်စေမဲ့ကဆူကြီးကမဖိတ်ခေါ်ပဲဆိုက်ဆိုင်မြဲမြဲရောက်ရှိလို့လာခဲ့ပါတယ်ပြန်မွေးပြန်တင်နေတဲ့ပွေတပွေးမှာဦးစီယာဟာကိုလေးချောင်မှုအနေငယ်ဖြစ်ပွားပြီးသူ့ကိုအားပေးနေတဲ့ပရိသတ်တွေကတွန်းကိုရအောင်မလုပ်ပေးနိုင်ခဲ့တဲ့ဦးစီယာကိုရိုက်နှက်နေရင်ကနေဦးစီယာတယောက်ခြေတစ်ဖက်ကိုရှုံလိုက်ရပါတယ်ဦးစီယာရဲ့ဘဝအမှန်ကိုတီးလိုက်ရတဲ့မောင်တိန်ချောင်းဟာဆိုရင်အရင်ကတည်းကအကစားကိုယူတက်ခဲ့သူလည်းဖြစ်ပါတယ်ဦးစီယာကမောင်တိန်ချောင်းရဲ့ခြေတွေကိုအတိအကျဆက်စစ်ကြည့်တော့မောင်တိန်ချောင်းကငကူကလေးကနေပါရမီရှင်တရားဖြစ်နေကြောင်းကိုဦးစီယာတီးလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ဦးစီယာကမောင်တိန်ချောင်းကိုမင်းမှာတငယ်ချင်းတွေမရှိကြဘူးလားလို့မြင်ကြည့်လိုက်တဲ့အခါကျွန်တော်မှာအကစားသမားဟောင်းတငယ်ချင်း9ယောက်ရှိပါတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဦးစီယာကဒါဆိုကောင်းပြီမနေ့ဖြန်မင်းတငယ်ချင်းတွေရှိကိုတွားပြီးစီယုံလိုက်လို့ပြောလိုက်ပါတယ်ရန်နေငယ်ကြပြီးနောက်မှာတော့မောင်တိန်ချောင်းချိန်ထားတဲ့နေရာကိုတွဲတငယ်ချင်းတွေတယောက်ပြီးတယောက်ရောက်ရှိလာကြပြီးအစီအစဉ်ကိုဆက်လိုက်ကြပါတယ်ဒီလိုနဲ့တဆင်ပြီးတဆင်တက်လာခဲ့ကြတာ Final Floor ဘူလူပွဲအထိရောက်လာခဲ့ကြပါတယ်ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကမော်နီချောင်းတို့အတန်းဖက်ကကိုသမားဟာတန်ရအဖြစ်ထင်ရပြီးဆေးရုံကိုအမြန်ပို့ခံလိုက်ရပါတယ်ဒီလိုနဲ့ကိုဖက်မဲ့တို့မရှိတော့တာကြောင့်သူတို့ချင်းချင်းစကားများနေကြတဲ့အချိန်မောင်တိန်ချောင်းရောက်ကိုဝန်ခွေကဆက်လက်ဝန်လောက်ကကိုဖန်ခေတော့သူကပါအသက်ရှုံလိုက်ရပါတယ်ဒီလိုတယောက်ပြီးတယောက်အသက်ရှုံရတာတွေကိုတွေ့တော့နှီးပြဖြစ်သူဦးစီယာကစမကန်တော့ပဲအရှုံပေးလိုက်ဖို့လုံနေချိန်မှာအနာဆိုတဲ့မောင်တိန်ချောင်းရဲ့ကောင်မလေးရောက်ရှိလာခဲ့ပြီးသူခုဖွင့်မဲ့ဆိုတဲ့အကြောင်းကိုအတန်တာတွေကိုပြောပြပြီးကိုဖန်ခဲ့ပါတယ်ဒါပေမဲ့မောင်တိန်ချောင်းကစိတ်ပူနေခဲ့ပါတယ်ဘာလို့လဲဆိုတော့ကဲမဲ့အတန်တာတွေကတာတုဆေးတွေတုံးပြီးရေအောက်ချက်မြင်မှာလေချက်မှုတွေလှုပ်ထားတာတွေအကြောင်းကိုသူကတီးနေခဲ့လို့ပဲဖြစ်ပါတယ်ဒါပေမဲ့အနာကပြန်မဲ့အတန်ဘက်ကကန်လာတဲ့ပိုလုံးကိုအတားရဖဲကမောင်တိန်ချောင်းစီပေးလိုက်ရင်းကနေတကောလုံးပြိုကျပျက်စီးသွားတဲ့မောင်တိန်ချောင်းရဲ့ကန်ချက်တွေကြောင့်ပွဲကအဆုံးသတ်သွားခဲ့ပါတယ်ဟုတ်ကဲ့ပါဆက်လန်းလေးရတော့ဒီလောက်ပါပဲခင်ဗျာ